မင်္ဂလာပါ RCS ဂျာလီတူရီ channel ကနေအားလုံးကိုတစ်ဖန်ပြန်လည်ကြိုဆိုလိုက်ပါတယ်။ကဲကျွန်တော်21ရက်နေ့ကခွန်နစ်ဆိုတဲ့ပတ်တီးလေးပေးလိုက်တယ်နော်။အခုခွန်တစ်ဆိုပြီးဆင်းသွားတယ်။ကျွန်တော် channel စထောင်တာဒီနေ့နဲ့ဆို10ရက်ရှိပြီ။နေ့တိုက်တွေပေးတာ9ချိန်မှန်တယ်တစ်ချိန်ပဲလွဲသွားတယ်နော်။9ရက်မှန်တယ်1ရက်လွဲတယ်ပေါ့ဗျာ။အဲ့တော့ကျွန်တော်တို့ဒီကျွန်တော်ပေးထားတဲ့ဗုဒ္ဓဦးမကျော်အထူးမွေလေးလုံးခွေနဲ့ဗုဒ္ဓဦးမကျော်ဇာတို့ပတ်တီးကမထွက်တော့အောင်နော်ဗုဒ္ဓဦးမကျော်ထူးမွေကိုကတော့ထွက်သွားတယ်နော်ဒီနှစ်ခုပါဗျာကျွန်တော်ချပေးကမှထပြီးပြက်နေတာအစကျွန်တော်ဒီ site ကိုစပြီးဟိုဟာဖြစ်တော့ဒီ site တွေကတော်တော် run rate ကောင်းတယ်လို့ပြောပါဘောနော်ကဲဒါတွေထားပါကျွန်တော်အဲ့ဒါဆိုလို့ရှိရင်ဒီကောက်ကျွန်တော်ကတော့ဆက်ပြီးတော့စောင့်ကြည့်အောင်မယ်စောင့်ကြည့်မယ်ဆိုတော့ထုတ်ပေးလိုက်မယ်သတိလေးနဲ့တော့ဆော့ပါကဲအဲ့ဒါဆိုရင်ကျွန်တော်တို့22ရက်နေ့တော့ကျွန်တော်ခဏနေချပေးလိုက်မယ်နော်22ရက်နေ့နေကုံထိုးကွာနေကုံပတ်တီတနင်္လာမကျော်အထူးမွေးလေးလုံးကိုတနင်္လာမကျော်အထူးမွေးကိုကွာတနင်္လာမကျော်ဇာတို့ပတ်တီဆိုပြီးတော့ကျွန်တော်5မျိုးထုတ်ပေးလိုက်မယ်ဒီအထူးမွေးလေးလုံးကိုနဲ့ဇာတို့ပတ်တီတော့ထိန်းဆော့ပေးပါဘာဖြစ်လဲဆိုတော့ဒီရက်တဲ့ site ကကျွန်တော်ထုတ်ပေးကမှနည်းနည်းလေးအထွက်နေလို့ပါသတိလေးနဲ့တော့ဆော့ပါကဲအဲ့ဆိုတွားလိုက်ကြရအောင်22ရက်နေ့ကိုကျွန်တော်ကပတ်တီလေးကိုထုတ်ပေးလိုက်ပါတယ်ခွန်နဲ့ပတ်သက်ပြီးတော့ကခွန်ရှစ်ခွန်ငါခွန်သုံးခွန်ကိုခွန်ကိုခွန်လေးခွန်နဲ့နှစ်လေး6ခွန်နဲ့ပတ်သက်ပြီးတော့9ကွာနှစ်နဲ့ပတ်သက်ပြီးတော့9ကွာနော်နှစ်လေးနှစ်ကိုနှစ်6နှစ်1နှစ်8 20နှစ်3ဆိုပြီးထုတ်ပေးလိုက်ပါတယ်ဒါတွေအကုန်လုံးအားဆော့ပေးရမှာနော်ကျွန်တော် save ဖြစ်အောင်အားဆော့ခိုင်းတာပါဟုတ်ပြီအားဆိုရင်တနင်္လာမကျော်ဒူမွေးလေးလုံးခွေကိုကျွန်တော်က3 9 4 8ခွေပူးဆိုပြီးထုတ်ပေးလိုက်ပါတယ်ခွေပူးဆိုပြီးထုတ်ပေးလိုက်ပါတယ်ကဲအားဆိုရင်တနင်္လာမကျော်ဒူမွေးကိုကွက်ကို9 5 4နဲ့4 4 5 4 3 4 6 ကို8 3ကိုလေးဆိုပြီးထုတ်ပေးလိုက်ပါတယ်ဒါတွေအကုန်လုံးအားဆော့ပေးရမှာနော်အားဆော့ပေးပါအားဆိုရင်တင်လာမကျော်စာရိုးပတ်တီကိုကကျွန်တော်က10ပတ်တီဆိုပြီးထုတ်ပေးလိုက်ပါတယ်10ပတ်တီပါတင်လာမကျော်10ပတ်တီရှိပါမယ်ကဲအားဆိုရင်ကျွန်တော်20ရက်နေ့နဲ့21ရက်နေ့ကထုတ်ပေးရတဲ့ဟာလေးကိုပြန်ပြမယ်နော်20ရက်နေ့ကဒီမှာ16ထုတ်ပေးရတယ်နှစ်တီးစားနဲ့နော်ဒီမှာ16ထုတ်ပေးရတယ်6ခွန်ဆိုပြီးဆင်းသွားတယ်နော်ဒါ21ရက်နေ့ကလည်း2ခွန်ဆိုပြီးပေးရတယ်ခွန်1ဆိုပြီးဆင်းသွားတယ်နော်ကဲအားလုံးပဲကျင်နေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် channel လေးကိုလည်း like and subscribe လုပ်တော့မမေ့ပါနဲ့ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးလို့ရပါတယ်ခေါင်းလောင်းလေးကိုနှိပ်သွားခြင်းအဖြစ်လည်းကျွန်တော်အသစ်တွေတင်တိုင်း channel မှာအသစ်တွေတင်တိုင်းသိရမှာဖြစ်ပါတယ်ကဲအဲ့ဒါဆိုရင်အားလုံးပဲတက်တာပါ